အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်က solar အသုံးပြုနေတဲ့သူတွေအတွက် solar တွက်ချက်တတ်စင်နည်း software လေးကိုမြန်မာဘာသာနဲ့အသုံးပြုလို့ရတဲ့ software လေးကိုကျွန်တော်ကဒီနေ့လာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်เนาะ okay ဒါဆိုတော့ဒီ software လေးပါเนาะဒီ software လေးဒီမှာတစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီ software လေးကို download ဆွဲတဲ့အခါမှာမြန်မာဘာသာနဲ့အသုံးပြုချင်တဲ့သူတွေအတွက်ပေါ့เนาะဒီ software လေးကို download ဆွဲချင်တဲ့အခါမှာဒီ software ရဲ့ဒီနေ့ဒီနာမည်ရဲ့ပြီးဆိုရင်ဒီ software ရဲ့ပုံစံလေးကိုကျွန်တော်တို့တည်တည်ချာမှတ်ထားပြီးမှပဲ Play Store မှာသွားပြီး download ဆွဲဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်เนาะဘာဖြစ်လဲဆိုတော့ဒီ Play Store မှာပေါ့เนาะဒီလိုမျိုးစင်တူရိုးမှာပုံစံတွေနာမည်တွေနဲ့ရှိတယ်အဲ့လိုမျိုးတခြားဒီကျွန်တော်ပြထားတဲ့ကောင်မဟုတ်ဘဲနဲ့ဒီတခြားဟာကိုသွားပြီး download ဆွဲလိုက်တဲ့အခါကျရင်မြန်မာစာတွေဘာတွေနဲ့မရတာတွေဖြစ်နိုင်တယ်ပေါ့เนาะ okay ဒါဆိုတော့ကျွန်တော်တို့တွေကဒီ software ကို download ဆွဲဖို့အတွက်ကျွန်တော်တို့တွေ Play Store ထဲကိုတစ်ချက်အရင်ဝင်လိုက်မယ်เนาะပြီးရင် search bar မှာsolar master ပေါ့နော် solar master app ဆိုပြီးကျွန်တော်တို့ရိုက်ရှာလိုက်မယ်အဲ့ဒါမှာဒီထိတ်ဆုံးမှာပေါ်လာတဲ့ကောင်ပေါ့နော်ဒီထိတ်ဆုံးမှာပေါ်လာတဲ့ဟာကိုဒီမှာနော်ဒီထိတ်ဆုံးမှာပေါ်လာတဲ့ကောင်ကိုကျွန်တော်တို့တွေတစ်ချက်download ဆွဲလိုက်မယ်နော်ကျွန်တော်ကတော့ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကျွန်တော် download မဆွဲပြတော့ဘူးပြီးရင်ကျွန်တော်တို့တွေကဒီ software လေးတွေကိုကျွန်တော်တို့တွေဝင်လိုက်မယ်okay ဒါဆိုတော့ကျွန်တော်တို့တွေ software ထဲပထမအဆုံးဝင်လာတယ်သူကကျွန်တော်တို့တွေကိုဘာသာစကားရွေးခိုင်းတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာဒီကျွန်တော်တို့တွေကမြန်မာဘာသာနဲ့အသုံးပြုမှာဖြစ်တဲ့အတွက်ဒီမှာနော်မြန်မာနော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီနေရာမှာရှိတဲ့ကောင်လေးကိုကျွန်တော်တို့တွေအမှန်ချစ်နှိပ်ပေးလိုက်မယ်နော်ပြီးရင်ဒီအောက်မှာရှိတဲ့ SAVE save ဆိုတာလေးကိုကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်မယ်နော် okayပြီးရင်သူကကျွန်တော်တို့တွေကိုဒီနိုင်ငံဒေသတွေရွေးခိုင်းတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီကိုနေတဲ့နိုင်ငံကဘယ်နိုင်ငံလဲပေါ့နော်ကျွန်တော်တို့တွေကမြန်မာဆိုတော့ကျွန်တော်ကမြန်မာကိုရှာပြီးကျွန်တော်ထည့်လိုက်မယ်မြန်မာဒီကျွန်တော်တို့တွေမြန်မာကိုတော့တည်တည်ချာလေးရှာပါเนาะဘာဖြစ်လဲဆိုတော့ရှိပါတယ်เนาะဒီထဲမှာကမ္ဘောဒီးယားရှိတယ်မြောက်လိုက်ဘေးရီးယားဒီမှာเนาะโอเคတွေ့ပါပြီเนาะမြန်မာဒီမြန်မာဘာမှလို့သူရေးထားတယ်ပေါ့เนาะဒါဆိုကျွန်တော်တို့တွေမြန်မာကိုရွေးလိုက်မယ်အတန်ကတော့ဖွင့်ထားလိုက်ပြီးရင်ကျွန်တော်တို့တွေကဒီအပူချိန်စနစ်တွေပါတယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့တွေဒီကောင်တွေမဖြစ်တော့ဘူးပေါ့เนาะပြီးရင်ဒီမှာနော် UI တွေအသုံးပြုရန်အရာကိုရွေးပါဆိုတော့ကျွန်တော်တို့တွေကကိုကြိုက်တဲ့အရာကိုရွေးလို့ရတယ်ပေါ့နော်ပြီးရင်ဒီအောက်ဆုံးမှာရှိတဲ့ဒီသိမ်းစီးပါဆိုတာလေးကိုကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်မယ်နော်ဒါဆိုတော့ဒီမှာကျွန်တော်တို့တွေကိုပြောတဲ့ app တွင်ကြော်ညာများရှိပါသည်နော်သူကတော့ကျွန်တော်တို့တွေကိုကြော်ညာတွေပါတယ်မကြည့်ချင်ရင်တော့ဒီဘယ်လိုပြောမလဲဒီ pro version ကိုဝယ်ခိုင်းတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီအောက်ဆုံးမှာရှိတဲ့ဒီပြီးအောင်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်okay ဒါဆိုတော့ပြီးသွားပြီပေါ့နော်ဒါဆိုရင်ဒီမှာဆိုကျွန်တော်တို့တွေ software ကိုကျွန်တော်တို့ကြည့်လိုက်တာ ਨੇ ဒီမှာဒီမြန်မာဇာလိုကြီးပဲပေါ့နော်တခုဒီမှာတခုသတိပေးချင်တာကကျွန်တော်တို့ရဲ့ဖုန်းကဒီ Unicode ကိုအသုံးပြုထားတာဖြစ်ရမယ်ပေါ့နော်ဒီကျွန်တော်တို့တွေ Zojifa ကိုအသုံးပြုထားတာတွေဘာတွေမဖြစ်ရဘူးဆိုတော့ဒါဆိုတော့ဒီမှာနော်ဒါဆိုတော့စကားအများကြီးမပြောတော့ဘူးဒီမှာဒီ wire jaw cable ကဏ္ဍတွက်ဆက်ဆိုတာရှိတယ်ဒါဆိုတော့သူကကျွန်တော်တို့တွေကိုဒီမှာဒီပြတယ်ပေါ့နော် wire jaw အရွယ်အစားကဏ္ဍတွက်ဆက်သည် wire jaw များနဲ့ cable jaw များရဲ့အရွယ်အစားကိုတွက်ချက်ခြင်းပြဿနာအတွက်အလွန်ရိုးရှင်းပြီး okay ဒါဆိုတော့ကျွန်တော်တို့တွေကမပြပါနည်းဆိုရင်ဒီအမှန်ချစ်လေးကိုနှိပ်ပြီးဆိုမှပြပါနည်းကိုနှိပ်လိုက်လို့ရတယ်ပေါ့နော်ပြီးရင်အမှန်ချစ်ကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့တွေကဖုန်း screen ရဲ့တနေရာကိုကျွန်တော်တို့တွေထောက်လိုက်ပေါ့နော် okay ဒါပဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့တွေဒီနားလဲပါတယ်နော်မြန်မာလိုမျိုးပဲကျွန်တော်တို့တွေရေးထားတယ်ဆိုတော့ကျွန်တော်တို့တွေရဲ့ဒီသုံးတဲ့ဘက်ထရီကပေါ့နော်12 volt အတွက်လား24 volt လား48 volt လားဆိုကျွန်တော်တို့ရွေးမယ်ပြီးဆိုရင်ဒီအကွာအဝေးယူနစ်ပေါ့နော်ဒါကျိုးရဲ့အရှည်ဒီထားလိုက်ပါတော့ကျွန်တော်ကဒီ23မီတာပေါ့နော်ပြီးရင်လက်ရှိစုစုပေါင်းကျွန်တော်က10လို့ရေးလိုက်မယ်ပေါ့နော်ဒါကတော့ကိုအသုံးပြုတဲ့ဒီကိုအသုံးပြုနေတဲ့ပုံစံအပေါ်မှာမူတည်ပြီးဆိုကိုကတော့ထည့်ပေးရမှာပေါ့နော်ဒါဆိုတော့တကယ်လို့ကျွန်တော်တို့တွေကဒီလိုမျိုးအကုန်လုံးဒီ volt တွေဘာတွေညာတွေအကုန်လုံးကျွန်တော်တို့တွေရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဘယ်ဟာကိုနှိပ်ရမလဲဆိုတော့ဒီထောက်မှာရှိတဲ့ဒီမဲလေးပေါ့နော်ဒီအမှန်ချစ်လေးကိုကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုတော့သူကျွန်တော်တို့တွေကို
တွက်လိုက်ပြီပေါ့နော်ဆိုလာပြားမှာကြိုးထိတ်စနစ်ဒီဝါယာအဝဲအရွယ်အစားပေါ့နော်ကျွန်တော်တို့ဒီကြိုးဆိုင်ဘယ်လောက်သုံးရမလဲကြီးကျွန်တော်တို့ကြိုးရဲ့လက်မကဘယ်လောက်လဲဆိုတာကိုသူကျွန်တော်တို့တွေကိုပြပေးတယ်ပြီးရင်ကျွန်တော်တို့တွေအိမ်ကိုပြန်သွားလိုက်မယ် sorry ဆိုတော့ကကျွန်တော်တို့တွေကဒီ software ကတော့ဒီကြော်ညာတော့နည်းနည်းဝင်နေပေါ့နော်ဒီမှာနော်ဒါဆိုတော့ဒီဘက်ထရီဆိုလာဘက်ထရီကျိုးသွက်ချင်းတွေပါညာတွေပေါ့ဗျာနော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီကိုယ့်ရဲ့ဘက်ထရီကဘယ်နှဘိုးလဲဘယ်လိုမျိုးလဲပေါ့နော်ဒါဆိုတော့ဘက်ထရီအရေးအတွက်ကဘယ်နှအိုးလဲတွေပါညာတွေပေါ့ဗျာကျွန်တော်တို့တွေကဘက်ထရီ3လုံးဆိုလဲ3လို့ရေးလိုက်ပြီးရင်ကျွန်တော်တို့ဘက်ထရီရဲ့ volt က12 volt လား24 volt လားပေါ့နော်ကိုရွေးလိုက်ပေါ့နော်ပြီးရင်ဒီခုနကကျွန်တော်ပြထားတဲ့ဒီကောင်လေးကိုပေါ့နော်ဒီအဲ့ဒီကောင်လေးကိုပဲကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်လို့ရှိရင်သူကကျွန်တော်တို့တွေကိုတွက်ချက်ပေးမယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေဒီအတန်းဆက်အနီနဲ့ကျွန်တော်တို့အတန်းဆက်ပေါ့နော်အဲ့လိုမျိုးပုံစံလေးသူကျွန်တော်တို့တွေကိုပြပေးမယ်ပေါ့နော်ဒီတခြားအများကြီးတော့ရှိပါတယ်နော်ကျွန်တော်ကတော့အကုန်လုံးကိုလိုက်မပြတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့မြန်မာစာနဲ့ရေးထားတဲ့အတွက်မိတ်ဆွေတို့ကကိုယ့်ဖတ်တာကိုဒီ like ကြည့်ပါစမ်းသပ်ကြည့်ပါပေါ့နော်အများကြီးတော့ကျွန်တော်မပြောတော့ပါဘူးเนาะဒီဗီဒီယိုလည်းအရင်ရှေ့မှာဆိုလို့ပေါ့နော်ပြီးရင်ကျွန်တော်တို့တွေကတော့မှာเนาะသူကကဏ္ဍတွက်ဆက်တွေပါတယ်တစ်ခါတည်းပါပြီးသားဖြစ်တယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်ဆိုလာအသုံးပြုနေတဲ့သူတွေအတွက်ပေါ့နော်လုံးဝဆောင်ထားတဲ့ဒီမြန်မာစာနဲ့အသုံးပြုလို့ရတဲ့ဒီဆိုလာတွက်ချက်တဆင်နီး application လေးပဲဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒီနောက်ထပ်ဒီလိုမျိုးမြန်မာစာနဲ့အသုံးပြုလို့ရတဲ့ software လေးတွေလည်းကျွန်တော်ထပ်တင်ပေးဦးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို like and subscribe တွေမလုပ်ရသေးရင်လည်း like and subscribe လေးနဲ့အားပေးသွားကြပါအောင်ခင်ဗျာ